မြန်မာမုံလေးလည်းစီစဉ်မိထားရနော်ကိုကြီးနော်အော်ဟိုကိုကြီးနိုးသွားလား နိုးသွားလို့ထလာတာဟိုကအာခိုင်းနိုးသွားတာလို့နေတော့နိုးလာလို့ထလာပါရဲ့ဆိုတာနိုးသွားလာလားလို့ မင်းတွေမှာဘာလုပ်နေရလဲ ဟိုမမကြီးကသူ့ပြန်မလာခင်ရေချိုးခန်းတန်ရှင်းလှုပ်ထားပါဆိုလို့ဟိုကိုကြီးမနိုးခင်အစနစ်ဖြန်အမြန်လုပ်နေရပါ ရေချိုးကန်းတန်ရှင်းလုပ်နေအောင်မင်းဘာလုပ်နေရလဲဆိုဘယ်လိုပြောရမလဲ ဒီလဲဆိုလို့ဘယ်လိုလုပ်နေရလဲ တပြေးကဟိုအသက်ရောက်တာဆိုတော့တိတ်မလုံးတတ်သေးလို့ပါကိုကြီးဟို ထိုင်ရာကနေထတာကြီးရတယ်ရိုးရိုးထလေရပါဘလို့မရှိရှိတာကြီးကိုနောက်ကိုအတင်းနဲ့ပြစ်ပြီးတော့ထနေလို့မသိဘူးပြကြည့်မယ် တပြေးကဟိုအသက်ရောက်တာဆိုတော့တိတ်မလုံးတတ်သေးလို့ပါကိုကြီးဟိုကိုကြီးကိုရေချိုးတော့မလားယင် ပုတ်ဆွဲသွားတာနော်ရှင်တိုင်းမှုတွေဖြစ်ကုန် ကိုကြီးများထမင်းကြော်လေးစားချင်မလားဆိုပြီးတော့တပြေးလှုပ်ပေးထားတာ လိုက်တည်ရနော် ကိုကြီးအတွက်ကော်ဖီလေးလည်းဖြော်ပေးထားတယ်။အော်ဟိုပြီးတော့မြန်မာမုံလေးလည်းစီစဉ်ပေးထားရနော်ကိုကြီးနော် အော်ဘယ်ရောက်လာလဲဟိုမြန်မာမုံလေးလေစီစဉ်ပြီးတဲ့နော်မြန်မာမုံကအရှိမလေးနောက်ကရေဘာလို့ထွက်လာလဲပြန်ကြည့် ။ကိုကြီးအတွက်ကော်ဖီလေးလည်းဖြော်ပေးထားတယ်။အော်ဟိုပြီးတော့မြန်မာမုံလေးလည်းစီစဉ်ပေးထားရနော်ကိုကြီးနော်။ကိုကြီးစားလေတပြေလို့ကိုကြီး မြန်မာကားတွေထတော့တသက်ကြီးရေခွက်ကြီးနဲ့လောင်းချပြီးတော့တုတ်ပေးတဲ့လောက်တော့ sorry ပါတပြေကလက်ချော်သွားလို့ကိုကြီးဟိုတပြေလောက်ပေးမယ်နော်တပြေတောက်ပေးမယ်နော်ကိုကြီးနော် ရကိုယ့်ဟာကိုလှုပ်လိုက် အော်မဟုတ်တာတပြေထောက်ဖြစ်တာပဲကိုကြီးတပြေလောက်ပေးပါမယ် တပြေး ထိတ်တူတဲ့အတိုင်းကြောလိုက်တာလားဒီစကားလေးကိုကျွန်တော်လည်းမားရတဲ့ကြားနေကြည့်နေရပါတော့ဒီရမတ်စကားလေးတော်တော်ကောင်းပါတယ်